ကဲဟိုနေ့ကကြက်ထားတဲ့အမြင့်တန်ပြီးလေးကြပြာကိုယူပြီးတော့စလုံးတွေကိုပုံဖော်လိုက်တော့ခါကြတော့ဒီတိုင်းဖြစ်ပါတယ်မြင့်တန်ပြီးကိုကြပြာလေးကိုယူကြည့်ရမယ်ဖောချောထောဟုတ်ခေါ် sorry ခေါ်ချောထောဖောစောသုံးကလို့ပြောခေါ်ခုမပါဒီခေါ်ခုမပါထောနှစ်ခါဟောဟိညင်တန်တာခေါ်ချောထောဖောစောခေါ်လို့ဘာလို့ခေါ်လဲသူရဲ့နာမည်ကသူ့ကိုဘယ်လိုဖတ်မလဲဆိုရင် rising tone ဖြစ်တဲ့အတွက်အမြင့်တန်နေမှာ rising tone ထွက်တာဖြစ်တဲ့အတွက်သူရေးဒီအစံလေးနဲ့စာရေးမယ်ဘယ်လိုမျိုးလေးရေးလာမယ်အပေါ်ဆွဲတက်မယ်တခါလဲဆွဲတယ်ခေါ်ခိုင်နောက်တစ်လုံးအစံလေးရပဲဆွဲတယ်ချောချင်းနောက်တစ်လုံးချောချင်းဖြစ်တဲ့ချောနောက်တစ်လုံးထောထန်ဖောဖုန်ဖောဖာစောသူ rising တော့ဖြစ်တဲ့အတွက်သူရဲ့နာမည်လေးမှာတော့အဲ့လိုထွက်တယ်စောစာလာအစံလေးတွေကပဲစဆွဲတာစောရူစီစောဆူအာနောက်ကြတော့ထောထုံစံလေးရပဲစဆွဲမယ်ဟောဟိဆွဲပုံဆွဲနည်းလေးတွေပြီးရင်ခေါ်ခုဒီခေါ်ခုဝကတော့သုံးနေတာဖြစ်တဲ့အတွက်မရလဲရတယ်အဲ့တော့ကြပြာလေးကိုပြန်ယူကြည့်မယ်ဆိုရင်ခေါ်ချောထောဖောစောသုံးကလို့ပြောဆိုတော့စောတကနှစ်ကသုံးကစောသုံးလုံးစောသုံးကလို့ပြောခေါ်ခုမပါခေါ်ခုဒီကောင်မပါဘူးခေါ်ခုမပါဘူးဆိုရင်ねထောနှစ်ခါထောထုံထောထန်နှစ်ခါထောနှစ်ခါဟောဟိညင်တန်တာဟောဟိညင်တန်တာသူတို့အားလုံးအမြင့်တန်နေဖြစ်တယ်ဟောဟိညင်တန်တာအဲ့ဒီ10လုံးကိုသာမှတ်ထားပြီး rising tone လေးကိုဆိုပြီးတော့မှရေးရဆိုပြီးရခေါ်ခိုင်ချောချင်းထောထန်ဖောဖုန်ဖောဖာချောဆာချောစာလာစောရူစီစောဆူအာထောထုံဟောဟိโอเคကြပြာကိုရွတ်လိုက်တဲ့ဒီစလုံးကအော်တိုရပါပြီโอเค